ငါမရှိလင်ငါဟာမရှိမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာဝိပဿနာဉာဏ်အမြင်ဖြင့်ဆင်ခြင်စဉ်းစားနိုင်ဖို့ဆိုပြီးတော့တသံတရားတုံးကလွဲမှားပြီးတော့ထင်မြင်ယူဆလာကြတဲ့အစွဲအလန်းတွေကိုမြတ်စွာဘုရားသခင်ကိုရမြတ်ကရှင်းပေးတဲ့အနေနဲ့ဒီသုတ်တန်တွေကိုဟောတာဖြစ်တယ်သုတ်တန်ရဲ့အမည်နာမကိုနတ္တုမာကသုတ်လို့ခေါ်တယ်နတ္တုမာကရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်သင်တို့ဟာမဟုတ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်လောကတစ်လျှောက်လုံးဟာငါဟာသူဟာဒီလိုလုပ်ပြီးတော့လာကြတာကိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတဲ့အနေနဲ့သင်တို့ဟာမဟုတ်ဘူးအထင်မှားအမြင်မှာတဏှာမှာအလွန်ရှိကြခဲ့တဲ့အထင်မှားအမြင်မှားတွေဟာလူတွေရဲ့စိတ်အစဉ်မှာစွဲကျင်တယ်များစွဲနေအလွန်ဒုတဲ့ကြီးမားစွာစွဲပြီးတော့နေတယ်ဒါကြောင့်မို့လို့အဲ့ဒီအစွဲတွေကိုပြုတ်ဖို့ဆိုတာတာမန်အားဖြင့်မလွယ်ဘူးအချိန်ချင်းထထဆင်ញင်သုံးသပ်လို့ဝိပဿနာဉာဏ်နဲ့ဆင်ញင်သုံးသပ်မှဝိပဿနာတောင်ဉာဏ်ရင့်လာတဲ့အခါမှာဒီအစွဲတွေဟာကင်းသွားနိုင်တယ်ငါမရှိရင်ငါမရှိဘူးဆိုတာတကယ်ပြောမယ်ဆိုရင်ရိုးရိုးလေးပဲငါမှမရှိရင်ငါဟာဆိုတာပဲရှိမလဲပေါ့အဲ့ဒါလို့ပဲ तू မရှိရင်လည်းသူဟာဆိုတာမရှိနိုင် तू မှမရှိတာနော်အဲ့တော့ငါမရှိရင်ငါဟာမရှိဘူးဆိုတာလို့ तू မရှိရင်လည်းသူဟာမှမရှိတာလောကမှာ तू ရှိမှသူဟာဆိုတာလည်းရှိနိုင်တယ်ငါရှိမှငါဟာဆိုတာလည်းရှိနိုင်တယ်အဲ့တော့ငါဆိုတာဘယ်သူကိုငါလုပ်နေကြသလဲဆိုတာဝိပဿနာဉာဏ်နဲ့စစ်ဆေးကြည့်ရမယ်ဝိပဿနာဉာဏ်မဖြစ်ခင်ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးအနေနဲ့သုတမယဉာဏ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မကိုနာပြီးတဲ့အခါကြလို့ရှိရင်ကြားနာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသိဉာဏ်တစ်ခုရလာမယ်အဲ့ဒီရလာတဲ့သုတမယဉာဏ်ကိုပဲအသုံးချလို့ဘာဝနာမယဉာဏ်နဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ငါဆိုတာရှာလို့မတွေ့ငါဆိုတာရှာမတွေ့ရင်ငါဟာဆိုတာလည်းရှာမတွေ့နိုင်ဘူးမြတ်စွာဘုရားသုံးနှုန်းခဲ့တဲ့စကားလုံးထဲမှာအဟံကာရမမံကာရမာနနုတ္တယတဲ့အဟံကာရဆိုတာငါလို့အထင်ရောက်စေတဲ့ဒိဋ္ဌိမမံကာရဆိုတာငါဟာလို့အထင်ရောက်စေတတ်တဲ့တဏှာထင်မြင်ယူဆတဲ့မာနလို့ဆိုတဲ့ဒီသဘာဝတရားသုံးခုဟာလူတွေရဲ့စိတ်အစဉ်ကြီးစိုးလွှမ်းမိုးပြီးတော့ထားတယ်အဲ့ဒီကြီးစိုးလွှမ်းမိုးထားတဲ့ဒီတရားတွေရဲ့အမြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြီးစိုးထားသည့်အတွက်ကြောင့်မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့ယုတ်တရားနံတရားတွေကိုယုတ်တရားနံတရားလို့မမြင်ဘဲနဲ့ငါလို့သွားမြင်တယ်ငါလို့မြင်လိုက်တဲ့ဖြင့်ငါဟာလို့လည်းပဲမြင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီအမြင်ဟာငါလို့မြင်တဲ့အမြင်ကဒိဋ္ဌိရဲ့အမြင်လို့ဒီလိုပြောဒီနေရာမှာမတူညီတဲ့သဘောလေးတွေကအနတ္တလက္ခဏာသုံးမှာဧတံမမဧသောဟမတမိဧသောမိအတ္တလို့ဧတံမမဆိုတဲ့အယူအစွဲဟာစွဲယူထားမှုဟာတဏှာရဲ့စွဲယူထားမှုဧသောဟမတမိဆိုတာမာနရဲ့စွဲယူထားမှုဧသောမိအတ္တဆိုတာကြတော့ဒိဋ္ဌိရဲ့စွဲယူထားမှုလို့တဏှာမာနဒိဋ္ဌိကိုဒီလိုဆိုတယ်အခုဒီစကားလုံးမှာအဟံကာရမမံကာရဆိုတာနဲ့ကြတော့အဟံဆိုတာဒီနေရာမှာအတ္တဆိုတဲ့စကားလုံးကိုအစားသုံးတဲ့သဘောအဓိပ္ပာယ်ရတယ်။ဒါကြောင့်မို့ငါမရှိဘူးဆိုတာအတ္တမရှိဘူးလို့ပြောတာ။အဲ့တော့အတ္တလို့ဆိုတဲ့မှားယွင်းတဲ့အယူဆတစ်ခုကိုပြုလုပ်နေတာဟာဒိဋ္ဌိပဲ။မှားယွင်းတဲ့အမြင်တစ်ခုကြောင့်ငါလို့ထင်မှတ်တယ်။
ငါလို့ထင်မှတ်နေသည့်အတွက်ကြောင့်ငါရှိလာသည့်အတွက်ကြောင့်ငါဟာဆိုတာတွေသိမ့်ပိုက်မှုတွေဖြစ်လာတယ်အဲ့တော့ငါရှိလို့ငါဟာတွေရှိလာတဲ့အခါကျတော့မဆုံးနိုင်တဲ့အစွဲလန်းနေဒီနှစ်ခုကငါလို့ထင်တာဆိုတဲ့အယူဆရဲ့ငါဟာလို့ထင်တဲ့တဏှာရဲ့ဒီနှစ်ခုကစိတ်ထဲမှာအလွန်ဖမ်းချုပ်ထားနိုင်တဲ့စိတ်ကိုဆုပ်ကင်လွှမ်းမိုးထားနိုင်တဲ့ဥပါဒံတရားတွေဖြစ်တာပေါ့ဥပါဒံဆိုတာအလွန်ပြင်းပြင်းထန်ထန်ဆွဲထားတဲ့အစွဲအဲ့ဒီစိတ်ဆွဲလမ်းမှုကြီးကိုခြေဖြတ်ဖို့ဆိုတာတာမန်နဲ့မလွယ်ဘူးအဲ့ဒီဥပါဒံအစွဲရှိနေသေးသမျှပရိစ္ဆေသမုပ္ပါဒ်မှာမြတ်စွာဘုရားဟောတယ်ဥပါဒနာပစ္စယဘဝတဲ့ဥပါဒံဆိုတဲ့စိတ်ဆွဲလန်းကြီးပြင်းထန်လာလို့ရှိရင်ထိုအစွဲလန်းကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုတိဆောက်တဲ့ကံတရားတွေလှုပ်လာကြတယ်ကုသိုလ်ကံကိုလှုပ်တယ်အကုသိုလ်ကံကိုလှုပ်တယ်အစွဲလန်းကိုအခြေခံပြီးတော့လှုပ်တာအဲ့တော့လှုပ်တယ်ဆိုတဲ့နေရာမှာအစွဲလန်းကိုအခြေခံတယ်ဆိုတာအမှန်ကိုမသိလို့ဆွဲလန်းတာဒါကြောင့်မို့လို့အခြေခံတယ်ဆိုတဲ့နေရာမှာဆွဲလန်းမှုဆိုတဲ့နေရာမှာတဏှာဟာပို့ပြီးတော့ကျယ်ပြန့်တယ်ဒိဋ္ဌိကသူ့လောက်မကျယ်ပြန့်ဘူးတဏှာကပို့ပြီးတော့ကျယ်ပြန့်တယ်ကျယ်လဲကျယ်ပြန့်တယ်အားလည်းပိုကောင်းလာတယ်ပေါ့သို့တော့အပြစ်ထဲမှာကြတော့ဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အယူကပို့ပြီးတော့ပြစ်ကြီးတယ်လို့ဘာဖြစ်လို့အဲ့ဒါပြောရတာတော့လို့ဆိုရင်မှားယွင်းတဲ့အယူဆတရားဟာကိုယ့်ရဲ့စိတ်ထဲမှာခိုင်ခိုင်မြဲမြဲဆွဲသွားရင်နိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ယူဆွဲတဲ့အမြင်မှားကြီးရှိပြီဆိုရင်အပင်ငရဲကြရင်တောင်မှကဘာချီပြီးတော့ခံရတယ်နောက်ဆုံးမှာဘလောက်ထီအောင်ဆိုတော့ဆိုရင်အဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိအယူဆွဲရှိတဲ့ပုဂ္ဂိုလ်ဟာတဏှာရဲ့သိငုတ်ဆိုတာဘယ်သူမှလည်းမနှုတ်နိုင်ဘူးအမတန်ခိုင်မြဲတယ်ပေါ့အလွန်ခိုင်မြဲတဲ့သိငုတ်ကြီးလို့တဏှာထဲမှာခိုင်မြဲနေမဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တဏှာကထွက်ဖို့ဆိုတာအလွန်ခင်းသွားတယ်ကဘာပြည့်ရင်တောင်မှပဲကဘာပြောင်းပြီးတော့ငရဲဒုက္ခကိုခံစားရတယ်ဒါကြောင့်မို့လို့အပြစ်ထဲမှာတော့ဒိဋ္ဌိကကြီးတယ်လို့ပြောအောင်သို့တော့သူကလွယ်လွယ်ကူကူနဲ့ဖြေပြောင်းလို့ရတယ်လို့ပြောအောင်တဏှာနဲ့စာရင်ပိုးလွယ်ကူလင်းလင်းမြန်မြန်ပြောင်းကွယ်နိုင်နေဖြေရှင်းလို့ရဒါကြောင့်မို့သောတာပန်ဖြစ်တာနဲ့တပြိုင်နက်ပထမမဲ့အဆင့်မှာတည်းပဲငါဆိုတဲ့အယူဆွဲကြီးဟာဖယ်ရှင်းလို့ရသွားတယ်ပေါ့သောတာပတိမက်စိတ်နဲ့တည်းပဲသူကရှင်းပြလိုက်နိုင်တယ်ပေါ့ပထမအဆင့်မှာတည်းပဲသူကရှင်းပြခြင်းကိုခံရတယ်သို့တော့ငါဟာလို့မြင်နေတဲ့တဏှာအစွဲကြတော့သောတာပတိမက်နဲ့လည်းပြောင်းအောင်မရှင်းနိုင်ဘူးသဂရဂါမိမက်နဲ့လည်းပြောင်းအောင်မရှင်းနိုင်ဘူးအနာဂါမိမက်နဲ့လည်းပြောင်းအောင်မရှင်းနိုင်ဘူးမလေးပါအစုံကြီးအရဟတမေရောက်သွားတဲ့အခါကျတော့မှသူကပြောင်းရှင်းလို့ရတယ်ဒါကြောင့်မို့သူကပို့ပြီးတော့ဆွဲတယ်လို့ဒီလိုပြောအောင်ပေါ့ဒိဋ္ဌိဆွဲတဲ့တဏှာဆွဲကပို့ပြင်းထန်တယ်လို့ဒီလိုပြောအောင်၄ချိန်၄ခါ၄မဲ့၄ခါကြမှဒီတဏှာဆွဲကိုဖြုတ်နိုင်တယ်အဲ့ဒီအဆွဲတွေဖြုတ်ဖို့ဟာအမှန်တမ်းအရေးကြီးလို့မြတ်စွာဘုရားကဟောတာငါမရှိဘူးငါမရှိလို့ရှိရင်ငါဟာဆိုတာလည်းမရှိဘူးဆိုတာသိချအောင်လို့မြတ်စွာဘုရားဒီသုတ်တန်တွေကိုဟောတာအဲ့တော့အဟံကာရမမံကာရမာနာနုတယငါဆိုတဲ့အထင်မြင်ကိုဖြစ်စေတတ်တဲ့ဒိဋ္ဌိရဲ့ငါဟာဆိုတဲ့အထင်မြင်တွေကိုဖြစ်စေတတ်တဲ့တဏှာရဲ့ဒီနှစ်ခုဟာဥပါဒံလို့ဆိုတဲ့ဖြင့်ဒီနှစ်ခုအခြေခံထားလို့ရှိရင်ကုသိုလ်ကံအကုသိုလ်ကံတွေရှိနေမှာဘဝဆိုတာမပြတ်နိုင်ဘူးပေါ့ဘဝမပြတ်လို့ရှိရင်ဘဝပစ္စယဇာတိဆိုပြီးဇာတိလာမယ်ဇာတိရှိလာလို့ရှိရင်ဇရာမရဏံဆိုတာနဲ့အဆုံးသတ်မယ်
ဒီကြားထဲမှာလည်းပဲတောကဆိုတာတွေပရိဒေဝဆိုတာတွေဒုက္ခဒေါမနတဥပယတဆိုတဲ့ပြဿနာပေါင်း16000ဒုက္ခအစုဝေးကြီးနဲ့ရင်ဆိုင်ကြရအောင်မှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီနှစ်ခုရှင်းဖို့အမတန်မှအရေးကြီးတယ်လို့အဲ့တော့ဒီနှစ်ခုကိုရှင်းဖို့ရအတွက်အခြေခံအသိဉာဏ်အမတန်မှအရေးကြီးတာပေါ့အဲ့ဒီအခြေခံအသိဉာဏ်ကိုယထာဘုဒ္ဓဉာဏ်လို့ခေါ်တယ်ယထာဘုဒ္ဓဉာဏ်ကိုရအောင်အရင်ကြိုးစားရယထာဘုဒ္ဓဉာဏ်ရမှငါဆိုတာမဟုတ်ဘူးငါဆိုတာမရှိဘူးငါဆိုတာမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာမရှိဘူးလို့ရှင်းရှင်းကြီးမြင်နိုင်မှာဖြစ်တယ်ဘယ်အရာတွေကိုငါလို့လူတွေကလုံးနေကြသလဲငါဟာလို့လုံးနေကြသလဲဆိုတဲ့နေရာမှာမြတ်စွာဘုရားကတဏှာသင်္ခေယတုတ်မှာရှင်မောက္ကလံကိုဟောတဲ့ထဲမှာတပ္ပေဓမ္မာနာလံအဘိနိဝေတာယတပ္ပေဓမ္မာနာလံအဘိနိဝေတာယတဘာဝတရားအလုံးဟာတဲ့အဘိနိဝေတငါလို့လဲတွေးရမယ့်ဟာမရှိငါလို့တွေးဖို့မသင့်တော်ဘူးတဲ့ငါဟာလို့တွေးဖို့လည်းမသင့်တော်ဘူးဘယ်ရာပဲဖြစ်ဖြစ်ဘုန်းကြီးတို့တဏ္ဍာမှာရှိနေတဲ့ရုပ်ဖယ်ဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်ငါလို့မှတ်ထားဖို့ရမသင့်တဲ့တရားပဲငါဟာလို့စိတ်ထဲမှာနှလုံးသွင်းမှုမသိတဲ့တရားပဲအဲ့တော့သဗ္ဗိဓမ္မာနာလံဘိနိဝေတာယဆိုတာနာလံဘိနိဝေတာယရုပ်တရားနာတရားသင်္ခါရတရားတွေဟာငါလို့နှလုံးမသွင်းတတ်ဘူးဘာဖြစ်လို့နှလုံးမသွင်းတတ်တယ်လဲလို့ဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သဘာဝတရားတွေဟာသူ့အချိန်ပိုင်းနဲ့အကြောင်းပေါ်မှာမူတည်ပြီးတော့ဖြစ်လာပြီးတဲ့အခါမှာပြတ်သွားနေတယ်ဖြစ်ပြီးပြက်ပြီးသာဝရပြောင်းလဲနေတဲ့အရာကြီးသာဖြစ်တယ်အဲ့ဒီပြောင်းလဲနေတဲ့အရာကြီးတစ်ခုကိုသွားပြီးတော့ငါလို့ပြောမယ်ဆိုလို့မသိတော့ဘူးတဲ့သို့တော့မသိတော့ဘူးလို့ဆိုပေမဲ့တတ္တဝါတွေအားလုံးဟာယုတ်ဓမ္မနန္ဓမ္မသင်္ခါရတရားတွေကိုငါလို့ဆွဲမှတ်နေတာငါဟာလို့ဆွဲမှတ်နေတာအဲ့ဒါကိုပြောင်းပြန်ပြန်ပြည့်ရမယ်ဒီအမြင်ကိုပြောင်းပြန်ပြန်ပြည့်ရမယ်လို့သူတို့ဆိုလို့အဲ့ဒီလိုပြောင်းပြန်ပြန်ပြည့်နိုင်မှပြောင်းပြန်ပြန်ပြည့်လို့မြင်လာတဲ့အမြင်ကိုကြတော့မှယထာဘုဒ္ဓညာနာမှန်ကန်တဲ့ညာအမြင်ဆိုတာဖြစ်လာနိုင်တယ်ဒီလိုဆိုတာအဲ့တော့ကြောင့်ဒီသုတ္တမှာဆိုရင်မြတ်စွာဘုရားကယံဘိက္ခဝေနတ္တုမကံတံပစေထဒီစကားကအစချပြီးတော့ဟောထားတာจิตသားယဟန်တို့သင်တို့ပိုင်ဆိုင်တဲ့အရာမဟုတ်တဲ့သဘာဝတရားကိုစွန့်ပစ်လိုက်ကြတဲ့ယံဘိက္ခဝေနတ္တုမကံတံပစေထမင်းတို့မပိုင်တဲ့ဟာကိုမင်းတို့ဟာမဟုတ်တဲ့အရာကိုစွန့်ပစ်ကျွန်တော်စွန့်ပစ်ခိုင်းတာတံဝောပဟိနဟိတယဒုက္ခယဘဝိတ္တိအဲ့ဒါလို့စွန့်ပစ်နိုင်မှကောင်းကျိုးချမ်းသာတွေကိုရနိုင်မယ်တဲ့ကျိုးစီးပွားနဲ့ချမ်းသာဒုက္ခကိုရနိုင်အဲ့ဒီစွန့်ပစ်ခြင်းသည်ဟိတဒုက္ခလို့ဆိုတဲ့အခြေအနေကောင်းတွေနဲ့ချမ်းသာဒုက္ခအတွက်ဖြစ်လာလိမ့်မယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်တန်တရားမှာအခြေအနေကောင်းတာတို့ချမ်းသာဒုက္ခတို့မရနိုင်ဘူးလို့ဒီလိုပြောတာယန္တဘိက္ခဝေနတ္တုမကံမင်းတို့ဟာမဟုတ်တဲ့အရာကိုစွန့်လွတ်လိုက်ကြလို့ဆိုတာလူတွေကဆုတ်ကင်ထားတာဆုတ်ကင်ထားတယ်ဘယ်လိုဆုတ်ကင်သိမ့်ပိုက်ထားလဲဆိုရင်ငါလို့ဆုတ်ကင်ထားတယ်ငါဟာလို့ဆုတ်ကင်ထားတယ်အဲ့ဒီဆုတ်ကင်ထားမှုတွေကိုလွတ်လိုက်ကြလို့ပြောတာဆိုတော့လျှက်စစ်မီးကြိုးကို
အကာဝယ်မလုပ်ဘဲနဲ့လျှက်စစ်မိချို့ကိုသွားဆုပ်ကင်မဲ့ဆိုရင်လျှက်စစ်လက်လျှက်စစ်ကူးပြီးတော့ထပ်လိုက်ပြီးတော့ဒုက္ခရောက်မှာပေါ့အဲ့တော့လိုပဲဒီသင်္ခါရတရားတွေပေါ်မှာငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးနဲ့သွားပြီးတော့ဆုပ်ကင်မထားနဲ့တဲ့ဆုပ်ကင်ထားလို့ရှိရင်ပြဿနာပေါင်း16000နောက်ကလိုက်လာလိမ့်မယ်ဒါကြောင့်မို့လွတ်ထားလိုက်တဲ့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးဘုရားကအစချီပြီးတော့ဒီလိုဟောတာယံဘိက္ခဝေနတုမကံတံပဇေထသင်တို့ဟာမဟုတ်တဲ့အရာကိုဆွန့်လွတ်လိုက်ကြတံဝောပိဏအဲ့ဒါလို့ဆွန့်လွတ်လိုက်ပြီဆိုရင်ဟိတယဒုက္ခယဘဝိတတိဟိတဒုက္ခအလို့အခြေအနေကောင်းတွေနဲ့ချမ်းသာဒုက္ခအလို့ငါဖြစ်လာလိမ့်မယ်လို့ဒီလိုဟောပြီးတော့ကိစ္စဘိက္ခဝေနတုမကံသင်တို့ဟာမဟုတ်ဘူးဆိုတာဘာကိုပြောတာလဲဆိုပြီးတော့တစ်ခုစီတစ်ခုစီရှင်းမယ်ဘုန်းကြီးတို့တွေကဘာကိုငါလို့ဆွဲတယ်လဲဘယ်ဟာကိုငါဟာလို့ဆွဲတယ်လဲလို့လိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းလေပြောရုံနဲ့ပြောတာမဟုတ်ဘူးငါကငါဟာကဆိုတဲ့အပြောနဲ့ပြောနေတာဒါဖြင့်ငါဆိုတာဘယ်သူကိုပြောတာလဲလို့လိုက်ပြောလိုက်မယ်ဆိုရင်လူရဲ့တဏ္ဍာမှာယုံနဲ့နံဒီနှစ်ခုပဲရှိတာလေတခြားမှမရှိတာအဲ့တော့ငါလို့လက်ညှိုးထိုးပြောလိုက်တာ physical body ရုပ်တရားကြီးပြောတာလားသို့မဟုတ် mind လို့ဆိုတဲ့အတိနံတရားကိုပြောတာလားဘယ်အရာမှငါလို့ပြောเสียမရှိဘူးရုပ်သက်သက်ကိုငါလို့ပြောရင်ရုပ်ကြီးကဘာမှသိတာမဟုတ်ဘူးနံတရားနဲ့ကင်းကွာသွားတာနဲ့တပြိုင်နက်ပြစ်လိုက်ရမယ့်ဟာကြီးပဲအဲ့တော့ physical body ဆိုတဲ့ယုတ်တရားဟာနာနဲ့ကင်းကွာသွားတာနဲ့တပြိုင်နက်ဘာမှလုံးနိုင်တာမဟုတ်စွန့်တတ္တိတစ်ခုမှမရှိဘူးယုတ်နဲ့နာနှစ်ခုပေါင်းစပ်လိုက်တော့မှလူဟာစကားပြောတယ်ရည်တယ်ငိုတယ်လှုပ်ရှားတယ်ဆိုတာဖြစ်လာတာအဲယုတ်နဲ့နာနဲ့တစ်ခုစီခွဲထားလိုက်လို့ရှိရင်ခွဲလိုက်တာနဲ့တပြိုင်နက်ဘာမှလှုပ်ရှားမှုပြောဆိုမှုဆိုတာဘာမှမရှိဘူးနှစ်ခုပေါင်းစပ်လိုက်တဲ့အခါလှုပ်ရှားဥပမာဘာနဲ့တူတော့ဆို robot ဆိုတဲ့စက်ရုပ်ကလေးလိုပဲစက်ရုပ်ကလေးဟာကရိယာအစုံတက်ဆင်ပြီးတော့ထားလိုက်တဲ့အခါမှာသူကလှုပ်ရှားတယ်သွားလာတယ်ပြောဆိုတယ်ဒီလိုလုပ်နိုင်တာအဲတစားစီဖြုတ်လိုက်မယ်ဆိုလို့ရှိရင်တော့သူဟာဘာမှလှုပ်ရှားမှုဆိုတာဒီမဖြစ်နိုင်ဘူးတဲ့အဲ့ဒါလိုပဲအလုံးချုံငုံပြီးတော့တေချာစဉ်းစားကြည့်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ရုပ်နဲ့နာဒီနှစ်ခုဟာရုပ်ကြည်တက်တက်လည်းဘာမှမလုပ်နိုင်ဘူးနာညိတက်တက်ကလည်းဘာမှမလုပ်နိုင်ဘူးရုပ်နဲ့နှစ်ရပ်ပေါင်းစပ်လာတဲ့အခါကျတော့မှသွားတယ်လာတယ်စားတယ်တောက်တယ်ဆိုတာဖြစ်လာတာအဲ့ဒီသဘောလေးကိုမြင်အောင်ကြည့်ဖို့လိုတယ်ဒီနှစ်ခုပေါင်းစပ်ပြီးတော့ရုပ်ကိုငါလို့ပြောမလားနာကိုငါလို့ပြောမလားပြောရင်တစ်ခုခုကိုပြောတော့မယ်အဲ့ဒီပြောသမျှဟာတွေဟာငါဆိုတာတစ်ခုမှမဟုတ်ဘူးငါလို့ပြောเสียမရှိဘူးဘာကြောင့်တော့ဆိုရင်ဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်ပြီးတော့ဖြစ်ပြီးပြည့်နေတဲ့သဘာဝတရားကြီးများတာဖြစ်တယ်ငါလို့ငါပိုင်တာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးလို့ဒီလိုဆိုလိုတာနော်အဲ့ဒီမှာမြတ်စွာဘုရားကဒါကဝိပဿနာဉာဏ်နဲ့ဆင်ခြင်မှသိနိုင်တာယထာဘုဒ္ဓဉာဏ်နဲ့ဆင်ခြင်ဖို့လိုအပ်တယ်ပေါ့တာမန်အသိဉာဏ်နဲ့တော့မသိနိုင်ဘူးတာမန်အသိဉာဏ်နဲ့ဆိုလို့ရှိရင်ဟေ့ငါဆိုတာဘယ်ဟာလဲလို့ဆိုရင်ကိုယ့်ကိုလက်ညှိုးထိုးပြီးဒါငါပဲလို့ပြောကောင်းပြောလိုက်မယ်ပေါ့သို့တော့အဲ့ဒီသူလက်ညှိုးထိုးလိုက်တဲ့အရာဝတ္ထုကြီးတစ်ခုဟာသူစိတ်တိုင်းညာတစ်ခုမှဖြစ်မလာမှလည်းမဟုတ်ဘူးသူလှုပ်ထားတာလည်းမဟုတ်ဘူးသူနဲ့လည်းသက်ဆိုင်တာလည်းမဟုတ်ဘူးသူ့တဘာဝအတိုင်းသူဖြစ်ပြီးတော့ပြက်နေတဲ့အရာကြီးတစ်ခုပဲဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ကိုယ်ဘေးမှာရှိနေတဲ့တစ်ပင်ကြီးတစ်ပင်ကိုငါလို့ပြောတာနဲ့သွားတူနေတယ်ပေါ့တစ်ပင်ကသူ့ဟာသူမျိုးစေ့ကနေသူ့ဟာသူပေါက်လာတာပေါက်လာပြီးတော့သူ့ဟာသူပဲကြီးထွားပြီးတော့နောက်ဆုံးကြတော့ဒီတစ်ပင်ဟာတေချိန်တန်သိသွားတာ
အဲ့ဒီဟာကိုသွားပြီးတော့တစ်ပင်ကိုငါလို့သွားယူဆတယ်လို့ဖြစ်လာတော့အဲ့တော့လူရဲ့ခန္ဓာမှာရှိတဲ့ရုပ်တည်နံတွေဟာလည်းပဲဒီသဘောပဲသူ့သဘာဝနဲ့သူဖြစ်နေတာသူမျိုးစေ့ကြောင့်သူပေါက်လာတာပေါက်လာပြီးတော့အချိန်မရွေးသူကပျက်စီးနေတဲ့အရာတစ်ခုသာလည်းဖြစ်တယ်ပြောင်းလဲနေတဲ့အရာတစ်ခုသာဖြစ်တယ်သို့သောလူတွေရဲ့စိတ်ထဲမှာဒါရှိနေတယ်လို့ထင်နေကြတယ်ပေါ့တကယ်ကတော့ရှိနေတာမဟုတ်ဘူးသာဝရရွေလျားပြီးတော့နေတဲ့အရာတစ်ခုဖြစ်ပြီးရင်ပြတ်သွားလို့ရှင်နောက်တစ်ခုကဆက်ပြီးတော့အစားထိုးနေတာအဲ့ဒီအစားထိုးနေတာတွေကိုတူတူပဲလို့လူတွေရဲ့အမြင်ထဲမှာမှားယွင်းပြီးတော့နေတာဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကသင်တို့ဟာမဟုတ်ဘူးလို့ဆိုတာသင်တို့ဟာမလို့ဘူးဆိုတာယဟန်တွေကိုပြောတဲ့အနေနဲ့သင်တို့ဟာမဟုတ်ဘူးသင်တို့ဟာမဟုတ်တာဘာကြောင့်သင်တို့ဟာမဟုတ်တော့သင်တို့ဆိုတာလည်းမရှိဘူးပေါ့သင်တို့ဆိုတာမရှိလို့သင်တို့ဟာမဟုတ်ယဟန်တွေကြတော့ဘယ်လိုနှလုံးသွင်းလို့ဆိုငါမဟုတ်ဘူးငါမဟုတ်ရင်ငါဟာလည်းမရှိဘူးပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကဘယ်ဟာငါဟာမဟုတ်တယ်လဲဘယ်ဟာသင်တို့ဟာမဟုတ်တယ်လဲဆိုတာတစ်ခုစီတစ်ခုစီရှင်းပြစက္ခုဘိက္ခဝေနတုံမကံတံပဇေထဘောရစကားနဲ့ပြောမယ်ဆိုလို့ရှိရင်မျက်လုံးလေးဟာသင်တို့ဟာမဟုတ်ဘူးမျက်လုံးလေးဟာသင်တို့ဟာမဟုတ်ဘူးတံပဇေထအဲ့ဒီမျက်လုံးလေးကိုစွန့်ထားလိုက်ကြလို့ဆိုတာတွဲမနေနဲ့ငါဟာလို့သိမ့်ပိုက်မနေနဲ့နော်သိမ့်ပိုက်လဲရမှာမဟုတ်ဘူးငါဟာလို့သိမ့်ပိုက်ပြီမဲ့လို့ပိုင်မှာမဟုတ်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒါကြောင့်မို့လို့လွတ်ထားလိုက်ကြလို့ဆိုတာတွေ့တံမှုကိုလွတ်ခိုင်းတာနော်မျက်လုံးကိုလွတ်ပစ်ခိုင်းတာမဟုတ်ဘူးမျက်လုံးကိုစွန့်ခိုင်းတာမဟုတ်ဘူးမျက်လုံးသည်သင်တို့ဟာမဟုတ်သင်တို့ဟာမဟုတ်သည့်မျက်လုံးပေါ်မှာတွေ့တံမှုနဲ့စုပ်ကင်မထားနဲ့လို့ဒီလိုပြောတာငါလို့အထင်နဲ့စုပ်ကင်မထားနဲ့ငါဟာဆိုတဲ့အထင်နဲ့စုပ်ကင်မထားနဲ့သူဟာတဘာဝတရားတသက်မြတ်တာဖြစ်တယ်ဆိုပြီးမျက်လုံးကနေစပြီးတော့ပြောလိုက်တာခန္ဓာကိုယ်မှာရှိသမျှအလုံးခြုံငုံပြီးတော့မြတ်စွာဘုရားဟောမှာကဲမျက်လုံးလေးဟာငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတာလေးကိုကြည့်မျက်လုံးဆိုတဲ့တဘာဝတရားဟာလူတွေထင်နေကြတယ်ကဲမျက်လုံးတစ်ခုကိုပြောမယ်လူတိုင်းမှာမျက်လုံးရှိတယ်အဲ့ဒီမျက်လုံးလေးကိုလေ့လာဆန်းစစ်ပြီးတော့ကြည့်လိုက်မျက်လုံးမှာနှမျိုးမှတ်ထားရမယ်တတံပါရစက္ခုဆိုတဲ့ဒီမျက်လုံးကြီးအသားဆိုင်ကြီးကိုဆိုလိုတာတတံပါရစက္ခုဆိုတဲ့မျက်လုံးအသားဆိုင်ကြီးကတစ်ခုအဲ့ဒီမျက်လုံးအသားဆိုင်ကြီးမှာရှိတဲ့ရူပယုံဆိုတဲ့အဆင်းအာယုံရဲ့ထင်ဟပ်တဲ့အကြည့်ဓာတ်ကလေးတစ်ခုအဲ့ဒီအကြည့်ဓာတ်ကလေးကိုပတာဒစက္ခုလို့ခေါ်တယ်ကြံတဲ့အသားဆိုင်မျက်လုံးကြီးကိုအလုံးကြီးကိုတော့ဒါကတတ္တမရစက္ခုလို့ခေါ်တယ်အဲ့ဒီတတ္တမရစက္ခုဆိုတဲ့မျက်လုံးကိုတည်တည်ချာချာဓာတ်ခွဲကြည့်လိုက်လို့ရှိရင်အဲ့ဒီမျက်လုံးကြီးတစ်ခုဟာဘာတွေပဲတွေ့နိုင်တော့မျက်လုံးကြီးကိုဆန်းစစ်ပြီးရှာဖွေကြည့်လိုက်ရင်မျက်လုံးထဲမှာဟုတ်လားပျော့မာအတုံးခဲဖြစ်နေတဲ့ပထဝီပဲတွေ့နိုင်တယ်အဲ့ဒီပထဝီဖြစ်နေအောင်စုစည်းထားတဲ့အာဘောဆိုတာတွေ့နိုင်တယ်မျက်လုံးရဲ့ပူမှုအေးမှုဆိုတဲ့တေဇောကိုတွေ့နိုင်တယ်တွန်းခံထားတာဒီပုံတရံလုံးပုံတရံကြီးတစ်ခုရက်တည်နေအောင်တွန်းကန်ပြီးတော့ဆွဲယူထားတဲ့အာဝါယောဆိုတာတွေ့နိုင်တယ်ဆိုအလုံးဆိုတဲ့အရာကြီးကကြည့်လိုက်လို့ရှိရင်ပထဝီအာဘောတေဇောဝါယောဆိုဓာတ်ကြီး၄ပါးပဲဖြစ်တယ်အဲ့ဓာတ်ကြီး၄ပါးဟာဘယ်သူကထုတ်လုပ်ထားတာတုံးဆိုအဓိကကံကနေထုတ်လုပ်လိုက်တာကံတရားကနေထုတ်လုပ်လိုက်တဲ့အပေါ်မှာဥဒုတို့အာဟာရတို့ကထောက်ကူပေးတယ်စိတ်ကနေပတ်မိုးပြီးတော့ပေးတယ်ဟောရုပ်တရားမှန်တယ်များအကြောင်း၄ခုနဲ့သက်ဆိုင်တယ်ပေါ့အဲ့တော့သူဒီအသားဆိုင်ကြီးဟာဖြစ်ပေါ်လာတဲ့အချိန်မှာ
ကံကနေပြီးတော့ကံကြောင့်ဖြစ်ပေါ်လာပြီးတော့ဥတုတို့အာဟာရတို့စိတ်တို့နဲ့အလုံးထောက်ပံ့ထားလို့ဒီအသားဆိုင်ကြီးမျက်လုံးကြီးကပေါ်လာတယ်ပေါ့အဲ့မျက်လုံးကြီးဆိုတဲ့နေရာမှာတတ္တမာရစက္ခုဆိုတဲ့နေရာမှာတဘာဝအမျိုးအစားဘယ်လောက်ရှိသလဲဆိုရင်ခုနကကြည့်တဲ့ဓာတ်ကြီး၄ပါးပထမတွေ့ပြီအဲ့ဒီဓာတ်ကြီး၄ပါးပေါ်မှာမှီပြီးတော့နေတဲ့မျက်လုံးမှာကာလာကိုတဲ့အဆင်းရောင်ရှိတယ်နော်တခါနမ်းရှုကြည့်မယ်ဆိုလို့ရှိရင်အနံ့ဆိုတာရှိတယ်လျာနဲ့ရဲကြည့်မယ်ဆိုရင်အရသာဆိုတာရှိတယ်အဲ့ဒါရဲ့တုံ့ပြန်ပြီးတော့အကြောင်းတစ်ခုကိုဖြစ်ပေါ်စေနိုင်တဲ့ဩဇာဓာတ်ဆိုတာရှိတယ်ဆိုတော့ပေါင်းလိုက်တော့အဲ့ဒီမျက်လုံးမှာမျက်လုံးဆိုတဲ့အသားဆိုင်ကြီးဟာဓာတ်ကြီး၄ပါးရဲ့ဥပါဒာယုတ်၄ခုရဲ့ဆိုတဲ့အစင်းအနတ်အရသာဩဇာဆိုတဲ့ဒီဓာတ်၄ခုရဲ့ဓာတ်၄ခုရဲ့အဲ့ဒီဥပါဒာယုတ်၄ခုရဲ့ပေါင်းလိုက်တော့၈ခုဖြစ်တယ်အဲ့ဒီ၈ခုဟာဘလို့မှခွဲလို့မရတဲ့၈ခုအမြဲတမ်းတွဲပြီးတော့နေတဲ့၈ခုသို့တော့တစ်ခုနဲ့တစ်ခုသဘာဝချင်းတူသလားလို့ဆိုမတူဘူးအဲ့ဒီသဘာဝချင်းမတူတဲ့၈ခုဒီလိုထင်ထင်ရှားရှားရှိတယ်ပေါ့နော်အဲ့ထဲမှာနောက်ထပ်ဘာရှိသေးတုံးဆိုတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာဝဆိုတဲ့ဖိုမျိုးစိမမျိုးစိဆိုတာအဲ့ဒီမှာရှိတယ်ဘာဝဆိုတဲ့ဖိုမျိုးစိမမျိုးစိရှိတယ်တံဘဝဆိုတဲ့တုတ်သွေးဓာတ်တစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီမျက်လုံးထဲမှာမျက်လုံးအသားဆိုင်ကြီးမှာရှိနိုင်တဲ့အရာတွေကိုပြောတာဟောနောက်တစ်ခုကအခုခုနကအဝိတ္တိဘောဂယု၈ခုလို့ခေါ်တယ်ဓာတ်ကြီး၄ပါးရဲ့အစင်းရဲ့အနံ့ရဲ့အရသာရဲ့ဩဇာ၈ခုအဲ့ဒီထဲမှာတံဘဝဆိုတဲ့တုတ်ဓာတ်ကိုထည့်လိုက်လို့ရှိရင်၉ခုနောက်တစ်ခါဇီဝိတဆိုတဲ့ပြန်ပြီးတော့ဖြစ်နေတာဇီဝိတကြောင့်ပြန်ဖြစ်နေနော်အနိုးဆိုပြတ်သွားရင်တခါတည်းပြတ်ဆိုတော့စဉ်းစားကြည့်ပေါ့ငါးတကောင်ဟာမတည်သေးဘူးဆိုရင်ဒုက္ခနာကောမပုတ်ဘူးလေမပုတ်ဘူးငါတည်သွားပြီဆိုလို့ရှိရင်ပုတ်မှာပဲသိချဘာလို့လဲဆိုရင်ဇီဝိတဆိုတာမရှိတော့ဇီဝိတကထိမ့်ပိထားထိမ့်ပိထားသည့်အတွက်ကြောင့်သူကပုတ်သွားပြောင်းလဲသွားတာနော်အေးခြေကတိတ္တရဲထားရင်လည်းမပုတ်ဘူးလို့ပြောကောင်းပြောကြလိမ့်မယ်သို့တော့ဓာတ်ပြောင်းနေတာအဲ့ဒါနော်ဘို့လို့ပုတ်သွားတာကြီးတာမရှိတာအသက်ရှင်တဲ့အနေအထားမျိုးမဟုတ်ဘူးသူအသက်ရှင်နေပြီဆိုလို့ရှိရင်ကတော့ဒီကရုပ်ကထက်တလဲလဲအသစ်တွေတိုးပွားပြီးတော့သူကပုတ်သွားတဲ့အရာမဟုတ်ဘူးပေါ့ဆက်လက်ပြီးတော့ဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ဇီဝိတဆိုတာထည့်လိုက်ရောဘာဝဆိုတာထည့်လိုက်ရောခုန၈ခုတည်းကိုဒီ၃ခုထည့်လိုက်တဲ့အခါကျ၁၁ခုဖြစ်သွားတယ်ဟောဒါမျက်စိထဲမှာကြည့်မယ်ဆိုရင်ဒီဟာတွေတွေ့နိုင်တယ်မျက်လုံးကြီးထဲမှာတွေ့နိုင်တယ်သဘာဝတရားတွေတခါအဲ့ဒီထဲမှာကာယပတ္တာရလို့ဆိုတဲ့အရာရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့ပြီးတော့တီးနေတဲ့ကာယပတ္တာရဆိုတာရှိတယ်အဲ့ဒီကာယပတ္တာရယုတ်ကလည်းပဲဒီမျက်လုံးထဲမှာအကုန်လုံးရှိပြီးတော့နေတယ်အဲ့တတ္တမရစကုထဲမှာတခါစက္ခုပတ္တာရဆိုတဲ့မျက်စိအခြေလေးတစ်ခုထည့်လိုက်လို့ရှိရင်အလုံး73ခုရှိသွားတယ်ဟောအဲ့ဒီ73ခုဟာကံ့ကြောင့်ဖြစ်တာ73ခုနော်ကံ့ကြောင့်ဖြစ်တာ73ခုဒီထဲမှာဓာတ်၄ခုရယ်နော်ကံ့ကြောင့်ဖြစ်တာက14ခုစိတ်ကြောင့်ဖြစ်တာက14ခုနော်ဥရုကြောင့်ဖြစ်တာက73ခုဥရုကြောင့်ဖြစ်တာက73ခုနော်အာဟာရကြောင့်ဖြစ်တာ73ခုကံစိတ်ဥတုအာဟာရနော်အဲ့ဒါတွေကိုပေါင်းလိုက်လို့ရှိရင်သူက73အလုံးပေါင်းလိုက်တဲ့အခါကျတော့36ခုရှိနိုင်တယ်ပေါ့36ခုအဲ့36ခုအဲ့36ခုကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဓာတ်၄ပါးရဲ့နောက်ပြီးတော့
အစင်းရဲ့အနံ့ရဲ့အရသာရဲ့ဩဇာရဲ့ပေါင်းလိုက်တော့8ခုတံဘဝရဲ့9ခုအဲ့ဒီ9ခုကိုကံစိတ်ဥတုအာဟာရအကြောင်း4ပါးနဲ့ညှောက်လိုက်လို့ရှိရင်36ဖြစ်တယ်အဲ့ဒါလို့ပါ36မျိုးဖြစ်သွားတယ်เนาะအဲ့ဒီ36မျိုးတဲ့ပြီးတော့ဒါကကန့်ညောင်လည်းဖြစ်တယ်ဒီဓာတ်ကြီး၄ပါးရဲ့အစင်းအနံ့အရသာဩဇာဆိုတဲ့ဒီအထကလယုတ်8ခုသို့မဟုတ်ဒီအဝိနိဘောယုတ်8ခုအဲ့ဒီ8ခုဟာကံကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥရုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်အဲ့ဒါကိုမိပြီးတော့နေတဲ့တံဘဝလို့ဆိုတဲ့ဓာတ်တစ်မျိုးကလည်းပဲကံကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥရုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်အလုံးပေါင်းလိုက်တော့အဲ့ဒီ9ခုဒီ9ခုကိုကံစိတ်ဥရုအာဟာရ4ခုနဲ့မြောက်တဲ့အခါကျတော့36တဲ့အဲ့ဒါကိုတဖန်ဇီဝိတအသက်ဆိုတဲ့ဇီဝိတိန်တရေအဲ့ဒါကကံကြောင့်သာဖြစ်တယ်နောက်ဘာဝဆိုတဲ့ဖိုမျိုးစိမမျိုးစိဒါလည်းပဲကံကြောင့်ပဲဖြစ်တယ်တခြားအကြောင်းကြောင့်မဖြစ်ဘူးနောက်ပြီးတော့စက္ခုပတာရမျက်စိအကြည်ဆိုတာလည်းကံကြောင့်ပဲဖြစ်တယ်ကာယပတာရကိုယ်အကြည်ဆိုတာလည်းပဲကံကြောင့်သာဖြစ်တယ်ပေါင်းလိုက်တော့ဒီ4ခုကကံတစ်မျိုးတည်းကြောင့်ဖြစ်တာခုနက36ခုရဲ့ဒီ4ခုရဲ့ပေါင်းတဲ့အခါကျတော့40ဟောမျက်လုံးဆိုတဲ့ထဲမှာအခုလိုရုပ်ပေါင်း40ရှိတယ်လို့ပြောတယ်မျက်လုံးကြီးတစ်လုံးထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီရုပ်40ခွဲခြားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီရုပ်40တွေ့ရအဲ့တော့အဲ့ဒီရုပ်40နဲ့ဖွဲ့စည်းထားတဲ့မျက်လုံးကိုဘယ်လိုလုပ်ပြီးတော့ငါဟာလို့ပြောလို့ရပြောလို့မရဘူးတဲ့ငါဟာလို့ပြောလို့မရတာဘာလို့လဲဆိုင်ရာအကြောင်းတရားတွေကဖြစ်ပြီးတော့သဘာဝတရားတက်မြတာဖြစ်တယ်ငါလို့လည်းပြောလို့မရဘူးငါဟာလို့လည်းပြောလို့မရဘူးတဲ့ဒီထဲမှာငါဆိုတဲ့တတ္တဝါခေါင်းဆိုတာလည်းမရှိဘူးငါဟာလို့ပြောเสียလည်းမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကဒီတရားကိုဟောတဲ့အခါမှာအနတ္တရှုထောင့်ကနေဟောတာเนาะအနတ္တရှုထောင့်ငါဆိုတဲ့သဘောကလည်းပဲစိတ်သုံးပြီးတော့နေတယ်ငါဟာဆိုတဲ့သဘောကလည်းပဲစိတ်သုံးနေတယ်ဒါကြောင့်မို့လို့ဒီမျက်လုံးဆိုတဲ့အရာမှာမျက်လုံးဆိုတဲ့အရာဟာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးတဘာဝတရားများတက်တာရှိတယ်ငါဆိုတာလည်းမရှိဘူးငါပိုင်တယ်ဆိုတဲ့အရာလည်းမရှိဘူးတဲ့ဒါကြောင့်မို့လို့တုံညဆိုတာအနတ္တလက္ခဏာရဲ့ရှုွက်တစ်မျိုးပဲပေါ့အဲ့တော့ဝိပဿနာဉာဏ်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုအနတ္တရှုထောင့်ကနေပြီးတော့မိမိရဲ့မျက်လုံးကိုပဲယထာဘုဒ္ဓဉာဏ်နဲ့ကြည့်လိုက်တဲ့အခါမှာဒီအမြင်မျိုးကိုမြင်လာတယ်ပေါ့တုံညဆိုတယ်ဒါကြောင့်မို့တုတ်တန်တစ်ခုမှာမြတ်စွာဘုရားဘယ်လိုဟောတော့စက္ခုတုံညံအတ္တေနဝါအတ္တနိယေနဝါမျက်လုံးဆိုတာတဲ့ဘာမှမရှိတဲ့အရာတစ်ခုဖြစ်တယ်တဲ့ဘာမှမရှိဘူးဆိုတာမျက်လုံးဒီငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါလို့ပြောစရာလည်းမရှိဘူးငါဟာလို့ထုတ်ပြစရာလည်းတစ်ခုမှမရှိဘူးဒါကြောင့်မို့လို့တုံညဘာမှမရှိတဲ့အရာသင်္ခါရတရားတက်မြတာရှိတယ်လို့ဒီလိုဆိုလိုတာပေါ့ရိုဘောဆိုတဲ့စက်ရုပ်ကလေးကိုတစ်ခုစီဖြုတ်ကြည့်လို့ရှင်အထဲထဲမှာဘာမှတွေ့မှာမဟုတ်ဘူးပေါ့နော်အစိတ်ပိုင်းလေးတွေပဲတွေ့မယ်ခုနကစကားပြောနေတာဘယ်ကပြောတာတုံးလို့လိုက်ကြည့်မယ်ဆိုရင်သူရှာလို့တွေ့မှာမဟုတ်ဘူးပေါ့အလုံးပေါင်းစပ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အရာမျှတာဖြစ်တယ်ပေါ့တစ်ခုစီဒီဖယ်ထားလိုက်တာနဲ့တပြိုင်နက်အကုန်လုံးအရာခတ်သိမ်းမှာဘာမှလှုပ်ရှားနိုင်တဲ့စွမ်းရင်တတ္တိတွေမရှိဘူးတဲ့သဘာဝတရားတက်မြတာဖြစ်တယ်လို့ဒါကြောင့်မို့မြတ်စွာဘုရားကစက္ခုနတ္တုမကံတံပဇေထမျက်လုံးဟာမင်းတို့ဟာမဟုတ်ဘူးတဲ့တံပဇေထအဲ့ဒီမျက်လုံးပေါ်မှာ
တဏှာနဲ့သိမ့်ပိုက်ပြီးတော့ငါဟာလို့အထင်နေနဲ့ဆွဲလန်းပြီးတော့မနေကြနဲ့တဲ့လွတ်ထားလိုက်ကြတံဝောပိဟိနံဟိတယဒုက္ခယဝိတတိအဲ့ဒီလိုလွတ်ထားလိုက်ပြီဆိုလို့ရှိရင်တော့ဟိတဒုက္ခလုံးကချမ်းသာလာလိမ့်မယ်လို့ဒီလိုပြောတာဒါဖြင့်အဓိပ္ပာယ်ပြောင်းပြန်ပြီးတော့ကြည့်ပေါ့မျက်လုံးပေါ်မှာဆွဲလန်းတဲ့တဏှာမာရနဲ့အမြင်ကိုမဆုံးလွတ်နိုင်ဘူးဆိုလို့ရှိရင်ဘာဖြစ်နိုင်တော့ဆိုတော့ဒုက္ခဖြစ်မှာပဲဘယ်လိုဒုက္ခတွေလာတာတော့လို့ဆိုတော့ကြည့်လေမျက်စိမှာတစ်စုံတစ်ခုထိခိုက်လာပြီလို့ထင်တဲ့အခါကျတော့အော်ငါမျက်လုံးဆိုတဲ့အစွဲလေးနဲ့လူမှာတောကတွေဖြစ်လာတယ်အနည်းဆုံးတောကဖြစ်လာတာတောကဖြစ်တယ်ဆိုတော့ငါဟာလို့ထင်လို့တောကဖြစ်တာဟုတ်ငါဟာလို့မထင်ဘူးဆိုရင်တောကဖြစ်မှာမဖြစ်တာနော်ကိုမပိုင်ဘူးကိုဟာမဟုတ်ဘူးလို့မြင်လိုက်တာနဲ့တပြိုင်နက်တောကဟာဖယ်ရှားပြီးသားဖြစ်သွားတယ်ဒါကြောင့်မို့အဲ့ဒီတောကဆိုတာကိုဖယ်ရှားနိုင်ဖို့အတွက်မြတ်စွာဘုရားကအမြင်ကိုပြောင်းခိုင်းတာပဲအမြင်ပြောင်းတယ်ဆိုတာတန်တရားကနေပြီးတော့မှားလာတဲ့အမြင်တွေငါဆိုတဲ့အမြင်ငါဟာဆိုတဲ့အမြင်တွေဟာတကယ်တော့မှန်ကန်တဲ့အမြင်မဟုတ်ဘူးအဲ့ဒီမှန်ကန်တဲ့အမြင်မဟုတ်တဲ့အရာကိုပြောင်းခိုင်းလိုက်တာပြောင်းခိုင်းလိုက်လို့ရှိရင်ယထာဘုဒ္ဓဉာဏ်ဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုရလာတယ်အဲ့ဒီရလာပြီဆိုတဲ့အခါမှာမျက်လုံးနဲ့ပတ်သက်ပြီးတော့စိုးရိမ်စိတ်ဆိုတာမရှိတော့မျက်လုံးနဲ့ပတ်သက်ပြီးတော့ငါဟာလို့သိမ့်ပိုက်လိုက်တဲ့ဖြင့်မျက်လုံးကိုကာကွယ်ဖို့ငါဟာကိုတည်မြဲဖို့ဆိုတဲ့အနေနဲ့အကုသိုလ်တွေလှုပ်ရှားလည်းမရှိတော့အဲ့တော့အကုသိုလ်တွေဟာတိုးတက်လာတာမရှိတော့သူ့ကိုအကြောင်းပြုပြီးတော့တဏှာလည်းမဖြစ်တော့ဘူးဒိဋ္ဌိလည်းမဖြစ်တော့ဘူးတဏှာဒိဋ္ဌိမဖြစ်သည့်အတွက်ကြောင့်ဆွဲလန်းမှုသူ့ကိုအကြောင်းပြုပြီးတော့ကုသိုလ်လုပ်တာအကုသိုလ်လုပ်တာဘဝကိုတိဆောက်တဲ့ကံတွေလည်းမလာတော့ဘူးကံတွေမလာလို့ရှိရင်ဇာတိဆိုတာမလာဘူးเนาะဘဝဆိုတဲ့ဇာတိမလာဘူးမလာတာနဲ့တပြိုင်နက်စရာမရဏလည်းမရှိဘူးတောကပရိဒေဝဆိုတာတွေမရှိတော့အလုံးဒုက္ခတွေကချုပ်ငြိမ်းသွားတယ်လို့မျက်လုံးနဲ့ပတ်သက်ပြီးဒုက္ခငြိမ်းသွားပြီလို့သူတို့တစ်ခုချင်းတစ်ခုချင်းမြတ်စွာဘုရားကနေပြီးအစွဲတွေကိုဖြုတ်ခိုင်းတာဥပမာဘယ်လိုပေးထားတော့ဆိုမြတ်စွာဘုရားယဟန်တွေကိုတရားဟောရင်ဒီသုတ်တံကိုဟောတော့ကဘုရားကဇေရွန်ကျောင်းထဲမှာဟောတာဇေရွန်ကျောင်းထဲမှာဟောတဲ့အခါကျတော့တစ်ပင်တွေကိုမြတ်စွာဘုရားပြပြီးတော့ကဲဇေရွန်ကျောင်းထဲမှာမြက်တွေတစ်ပင်တွေရှိတယ်အဲ့ဒီမြက်တွေတစ်ပင်တွေကိုမျက်ရည်သမားကမြက်ကိုလာရိုက်မယ်တစ်ပင်ကိုခုတ်ပြီးတော့တစ်ကိုင်းကိုယူမယ်ဆိုလို့ရှိရင်ယဟန်နေအနေနဲ့ဘယ်လိုခံစားရလဲအေးမျက်ရိပ်သွားရင်လည်းငါ့ကိုရိပ်သွားတယ်ငါ့ဟောရိပ်သွားတယ်လို့ခံစားရတာမခံစားရပါဘူး။ဩမျက်ကိုယူသွားရင်ငါ့ကိုယူသွားတယ်ငါဟာယူသွားတယ်လို့မခံစားရဘူးလေ။မျက်ကကိုမှမဟုတ်တာပဲကိုယ်ထဲမှာမသက်ဆိုင်။အဲ့ဒါလောက်ထိအောင်ကိုဒီခန္ဓာကိုယ်ရဲ့မိမိနဲ့ဆက်ဆက်နေတဲ့ယုတ်တရားနံတရားတွေပေါ်မှာသင်္ခါရေပရတောပတ္တတခြားဟာအနေနဲ့မြဲအောင်ကြည့်ရမယ်လို့ဆိုလို့ငါဆိုတာနဲ့ဝေးသွားပြီးတော့တခြားဟာနော်သူများငါမဟုတ်ဘူးဘာလို့လဲဆိုသူကသဘာဝတရားတစ်ခုတက်တက်ပဲငါဟာမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူများဖြစ်တယ်ဒါဟုတ်သင်္ခါရေပရတောပတ္တသင်္ခါရတရားတွေကိုဒစိမ့်တရားကိုမသိတဲ့အရာလို့ရှုနိုင်အောင်ကြိုးစားရမယ်အဲ့ဒီရှုွက်ဘာကိုပြောတာလဲဆိုအနတ္တကိုမြင်တဲ့သဘောပဲနော်အနတ္တဆိုတာအဲ့ဒီသဘောကိုပြောတာတုံညလို့မြင်တာလဲအနတ္တကိုမြင်တာပဲငါဟာမဟုတ်ဘူးလို့မြင်တာလည်းပဲအနတ္တကိုမြင်တာပဲအဲ့ဒီအနတ္တမြင်ဖို့ဆိုတာမြတ်စွာဘုရားပွင့်မှမြင်လို့ရတယ်အနိစ္စတို့ဒုက္ခတို့ကဘုရားမပွင့်မိပဲလည်းမြင်လို့ရတယ်တကယ်ပညာရှိပုဂ္ဂိုလ်တွေကအနိစ္စဆိုတာဟောပြောနိုင်တယ်ဒုက္ခဆိုတာဟောပြောနိုင်တယ်လူတွေလည်းအတော်သင့်သိကြတယ်ဘာဖြစ်လို့တော့ဆိုကိုရှိမှကိုသုံးနေတဲ့ပကံလေးကွဲသွားရင်အော်မမြဲဘူးဆိုတာသိတယ်နော်ကိုဝတ်တဲ့အဝတ်ကလေးတွေစုပ်သွားတယ်ကိုအင်္ဂါပန်းပွင့်လေးတွေကျွေသွားတယ်ဒါတွေကိုကြည့်ပြီးတော့အော်မမြဲဘူးဆိုတာလွယ်လွယ်ကူကူနဲ့သိနိုင်ကြတယ်ဒုက္ခဆိုတာလည်းလူတွေကခလုတ်တိုက်တာနဲ့ဒုက္ခလို့အော်တာဆိုတော့ဒုက္ခအကြောင်းလည်းသိနိုင်ကြတယ်သို့တော့ငါဟာဆိုတဲ့အစွဲကြတော့ဖြောက်ဖို့မတန်မှခဲရင်နေပေါ့အနတ္တအတ္တမဟုတ်ဘူးငါမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့ဒီအမြင်ကတော့
မြတ်စွာဘုရားပွင့်လာမှဒီအမြင်ကိုမြင်နိုင်စွာရှိတယ်မြတ်စွာဘုရားမတိုင်ခင်ကဘာသာတရားတွေကိုဟောပြောပြီးတော့နေကြတဲ့ဒီဆရာကြီးတွေဆိုလို့ရှိရင်ဒီဘောင်ကိုကြော်ပြီးတော့သူတို့မသွားနိုင်ဘူးငါဆိုတဲ့ယူဆွဲမှုတွေဟာသူတို့မှရှိနေတယ်အတ္တဆိုတဲ့အရာကိုကြော်ဖြတ်ခြင်းကမစွမ်းနိုင်ကြဘူးအနတ္တဆိုတဲ့အတိကိုသူတို့ဘယ်တော့မှမရောက်ဘူးတဲ့မြဲတဲ့အပေါ်မှာဒါလေးကတော့အမြဲတမ်းမြဲနေသေးတဲ့အရာလေးသူတို့မှရှိနေသေးတယ်မြတ်စွာဘုရားသခင်ကိုရမြတ်ကသုတ်တန်တစ်ခုမှဆိုရင်ခေါ်ထားတယ်မြူမုံလေးလောက်ဖြစ်စေတဘာဝတရားတွေထဲမှာမြူမုံလေးလောက်သေးတဲ့အရာလေးပဲဖြစ်စေမြဲတဲ့အရာရှိမဲ့ဆိုလို့ရှိရင်တဲ့တရားကျင့်စရာမလိုတော့ဘူးအဲ့ဒီမြဲတဲ့အရာလေးကိုပဲမှီပြီးတော့နေလို့ရနိုင်တယ်ပေါ့ထာဝရမြဲအောင်တရားကျင့်စရာမလိုတော့ဘူးတဲ့တရားကျင့်ရတယ်ဆိုတာမမြဲသည့်အတွက်ကြောင့်ဒီမမြဲတဲ့အရာတွေကိုတည်တည်ချာချာသိပြီးနောက်ဆုံးသင်္ခါရတရားတွေရဲ့ကုံရဆုံးရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ရာအတွက်မြတ်သောအကျင့်ကိုကျင့်ရတာလို့မမြဲလို့မြဲတဲ့အရာမရှိလို့တရားအထောက်ရတယ်တရားကျင့်ရတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားမျက်လုံးနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုဟောလိုက်တယ်မျက်လုံးဟာသင်တို့ရဲ့ဥစ္စာမဟုတ်ဘူးအဲ့ဒီမျက်လုံးပေါ်မှာတွေ့ပြီးတော့မနေကြနဲ့အဲ့ဒီမျက်လုံးပေါ်မှာတွေ့တာမှုတွေကိုဖယ်ရှားလိုက်ကြဖယ်ရှားလိုက်လို့ရှိရင်ချမ်းသာဒုက္ခရလိုက်မယ်လို့ဒီလိုဟောတာနည်းနည်းဖယ်နိုင်ရင်နည်းနည်းချမ်းသာမှာပဲများများဖယ်နိုင်ရင်များများချမ်းသာလုံးဝဖယ်နိုင်ရင်လုံးဝချမ်းသာတယ်မျက်စိနဲ့ပတ်သက်ပြီးတောကဆိုတာမလာနိုင်တော့ဘူးပေါ့အဲ့ဒါလိုပဲဒါတွေမဲ့ရှိဖို့မလားလို့ဆိုမဟုတ်ဘူးနောက်တစ်ခုမြတ်စွာဘုရားကရူပါဘိက္ခဝေနတောမကတံပဇေထတေပဇေထတေဝပဟိနဟိတယဒုက္ခယဘောဓိတိမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုမျက်စိထဲမှာထင်ဟပ်လာတဲ့အဆင်းအာယုဟာလည်းမင်းတို့ဟာမဟုတ်ဘူးတဲ့သင်တို့ရဲ့ဟာမဟုတ်ဘူးတဲ့အဲ့ဒီပုံမှာလည်းပဲတွေ့တာပြီးတော့မထားကြနဲ့ဆွန့်လွတ်လိုက်ကြသိမ့်ပိုက်ပြီးတော့မထားကြနဲ့ဆွန့်လွတ်လိုက်ကြအဲ့ဒီဆွန့်လွတ်နိုင်လို့ရှိရင်ဟိတဒုက္ခအကျိုးစီးပွားချမ်းသာအလို့ကဖြစ်လာလိမ့်မယ်စိတ်ချမ်းသာမှုတွေရလာလိမ့်မယ်ကိုယ်ချမ်းသာမှုတွေရလာလိမ့်မယ်ဒီလိုဆိုလိုတာနော်အဲ့တော့လောကမှာလူတွေကမျက်စိနဲ့မြင်တဲ့အဆင်းအာရုံပေါ်မှာလည်းသွားတွေ့တာပဲဘလို့သိမ့်ပိုက်တော့ငါဟာလို့သိမ့်ပိုက်တာပဲအဆင်းဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့ရုပ်အဆင်းကိုလည်းကိုမြင်လို့ရတယ်ငါလို့လည်းသိမ့်ပိုက်တာပဲအပြင်မှာပစ္စည်းဆိုရင်ငါဟာလို့လည်းသိမ့်ပိုက်တာပဲအဲ့ဒီသိမ့်ပိုက်မှုတွေဟာဒုက္ခကိုသာဖြစ်စေတယ်ဒါကြောင့်မို့လို့ငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာမရှိဘူးလို့ဒီလိုရှုမြင်သုံးသပ်ပြီးတော့မျက်စိကမြင်ရတဲ့အဆင်းအာယုန်တွေကိုလည်းပဲတွေ့တာပြီးတော့မထားကြနဲ့ဆွန့်လွတ်လိုက်ကြလို့ဒီလိုခေါ်တာဒါရမလားလို့ဆိုမျက်စိနဲ့စက်တဲ့အခါမှာကြည့်မျက်စိတဲကိုအဆင်းအာယုန်ကလာပြီးတော့ထင်ဟပ်တယ်မျက်စိနဲ့အဆင်းဆုံလိုက်တယ်ဆုံလိုက်တဲ့အခါကျတော့ဘာပေါ်လာတော့ဆိုနောက်တစ်ဘာဝတစ်ခုကမြင်သိစိတ်ကလေးပေါ်လာတယ်အဲ့ဒီပေါ်လာတဲ့မြင်သိစိတ်ကလေးကလည်းငါလားလို့ဆိုမဟုတ်ဘူးတဲ့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအဲ့ဒီမြင်သိစိတ်ကလေးပေါ်မှာလည်းပဲခေါဏကငါဟာဆိုတဲ့အယူဆွဲမထားကြနဲ့သူ့ကိုလည်းပဲဆွန့်လွတ်လိုက်ကြဆွန့်လွတ်တယ်ဆိုတာတွေ့တာပြီးတော့မနေနဲ့တဏှာနဲ့တွေ့ပြီးတော့မထားနဲ့တွေ့ထားလို့လည်းမရဘူးလို့ဆိုလို့တယ်နော်တွေ့လို့မရဘူးဆိုတာဘာလို့လို့ဆိုရင်ဒီမြင်သိစိတ်ဆိုတာလေးကခဏလေးပဲဖြစ်တာအဲ့ဒီခဏလေးဖြစ်တဲ့အရာကိုသွားပြီးတော့တွေ့လို့ရှိရင်ဘယ်ဟာကိုတွေ့မှာတော့ကိုကတွေ့မလို့စိတ်ထဲကငါဟာလို့သိမ့်ပိုက်လိုက်တဲ့အချိန်မှာဟိုကမရှိတော့ဘူးလေမရှိတော့အဲ့ဒါလောက်ထိအောင်လင်မြန်တဲ့နှုံးနဲ့ပျက်စီးသွားတဲ့အရာတွေကိုများစွာသောသင်္ခါရတရားတွေကိုငါဟာလို့ပြောရင်ကိုပြောလိုက်တဲ့အချိန်လေးမှာပဲပြောင်းလဲသွားပြီဟိုကဒါကြောင့်မို့လို့တွေ့လို့မရဘူးလို့ဒီလိုလဲပြောကြတာပေါ့နော်တွေ့တာလို့ကိုမဖြစ်တဲ့အရာတွေ
ဟောမျက်စိကလည်းငါဟာမဟုတ်ဘူးနော်မျက်စိထဲမှာထင်ဟပ်လာတဲ့အဆင်းအာယုံကလည်းငါဟာမဟုတ်ဘူးမျက်စိနဲ့အဆင်းအာယုံထင်လို့ဆုံလို့ဖြစ်လာတဲ့မြင်သိစိတ်ကလေးကလည်းငါဟာမဟုတ်ဘူးတခါအဲ့ဒီသုံးမျိုးပေါင်းစုံလိုက်တဲ့အခါမှာစိတ်နဲ့အာယုံရဲ့စုံစည်းပေးမှုဆိုတဲ့ဖတ်တာပေါ်လာတယ်အဲ့ဒီဖတ်တာကလည်းစက္ခုတံဖတ်တာတဲ့မျက်စိနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒီအာယုန်နဲ့စိတ်ကိုဆုံးစည်းပေးတဲ့ဖတ်တာဆိုတဲ့သဘောတရားဟာလည်းပဲငါဟာမဟုတ်ဘူးအဲ့ဒီပုံမှာလည်းတွေ့တာပြီးတော့မထားနဲ့အဲ့ဒီဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခချမ်းသာတယ်ဆင်းရဲတယ်ချမ်းသာဆင်းရဲနှစ်ခုနဲ့ဒီမထင်ရှားဘူးဆိုတဲ့အဒုက္ခမဒုက္ခဝေဒနာဒီစိတ်ရဲ့ခံစားချက်၃မျိုးဟာလည်းပဲငါမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးတဲ့ဟောမျက်စိနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့သဘာဝတရားတွေအားလုံးကိုမြတ်စွာဘုရားအသေးစိတ်ဟောတာနော်အသေးစိတ်ဟောလိုက်တာအဲ့ဒါဆိုလို့ရှိရင်မျက်စိနဲ့ပတ်သက်တာသူကကုံတလောင်းဖြစ်သွားတယ်ကုံတလောင်းဖြစ်တော့မျက်စိနဲ့ပတ်သက်ပြီးတော့အကုသိုလ်ဖြစ်เสียတခုမှမရှိတော့ဘူးတွေ့တာเสียလည်းတခုမှမဖြစ်တော့ဘူးတဏှာလည်းမဖြစ်ဘူးဒိဋ္ဌိလည်းမဖြစ်ဘူးမာနလည်းမဖြစ်ဘူးမဖြစ်တော့ဘူးဆိုလို့ရှိရင်ဟိတဒုက္ခတဲ့အခြေအနေတွေကောင်းလာတယ်အခြေအနေတွေကောင်းလာသည့်အတွက်ကြောင့်ချမ်းသာမယ်အရေးတကြီးပထမဆုံးတွေ့ရမယ့်ချမ်းသာကတော့တောကကင်းပြီးတော့စိတ်နှလုံးအေးချမ်းတယ်ပူပန်တယ်ကြောင်းကြတယ်ဆိုတာမလာတော့ဘူးစိတ်နှလုံးကအေးမြသွားတယ်ဘာကြီးပဲဖြစ်ဖြစ်ပူတာမရှိတော့ဘာကြောင့်လို့ဆိုရင်ဒါတွေကကိုမမဟုတ်တာကိုရှိမှဟုတ်လားမြက်ပင်လေးတစ်ပင်ဟာခြောက်သွားလဲလူတွေဘာမှမဖြစ်ဘူးလေတစ်ပင်လေးတစ်ပင်သေသွားလဲဘာမှမဖြစ်ဘူးလေအဲ့ဒါလို့ထိအောင်ကိုယ်တဏ္ဍမှာဖြစ်တဲ့သဘာဝတရားတွေကိုဒီလောက်ထိအောင်ရှုမြင်နိုင်ပြီဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍမှာတောကဆိုတာဖယ်ဖြောင်းနိုင်ပြီလို့အဲ့ဒီတိုင်းပဲနောက်ထပ်ဆက်ပြီးတော့စဉ်းစားဖို့မြတ်စွာဘုရားတခုချင်းဟောတာသောတံဘိက္ခဝေနတ္တုမကံတံပစေထာဟောနားနဲ့ပတ်သက်လာတယ်အဲ့ဒီနားဟာလည်းသင်တို့ဥစ္စာမဟုတ်ဘူးတဲ့အဲ့ဒီပုံမှာစိတ်ကတွေ့ပြီးတော့မထားနဲ့တွေ့ထားလို့လည်းမရဘူးငါဟာလို့ယူဆသိမ့်ပိုက်ထားမယ်ဆိုရင်သူကသူ့တော်ဝါအတိုင်းဖြစ်ပြီးတော့သူ့ဆိုင်ရာအကြောင်းတွေကြောင့်သူကသူဖြစ်ပြီးနောက်ဆုံးမှာပျက်စီးသွားတဲ့အရာပဲဖြစ်တယ်ပေါ့အဲ့ဒီနားထဲမှာလာပြီးတော့ခင်ဟတ်တတ်တဲ့အတန်ဆိုတာလဲငါဟာမဟုတ်တယ်လေအတန်ဆိုတာလဲကြားပြီးပျောက်သွားတာပဲယတ္တိနေတာမရှိဘူးအဲ့တော့နားဆိုတာလဲဖြစ်ပြီးတော့ပြတ်သွားတဲ့အရာပဲအတန်ဆိုတာလဲကြားပြီးပျောက်သွားတဲ့အရာပဲငါဟာလို့တွေ့တာစရာတခုမှမရှိဘူးဒါကြောင့်မို့မတွေ့နဲ့အဲ့ဒါတွေကိုဆွန့်လွတ်လိုက်ကြလို့မြတ်စွာဘုရားဟောတာဟောနားနဲ့အတန်နဲ့ဆုံလိုက်တဲ့အခါမှာဇာတိစိတ်ဆိုတာပေါ်လာတယ်အဲ့ဒီဇာတိစိတ်ကလေးကလည်းအခိုက်အတန့်မှသာဖြစ်တာဖြစ်သည့်အတွက်ကြောင့်ဒါလည်းပဲငါတို့တင်တို့ဟာမဟုတ်ဘူးတဲ့ဆွန့်လွတ်ပြီးတော့ထားလိုက်ကြအဲ့လိုဆွန့်လွတ်ထားလိုက်လို့ရှိရင်ချမ်းသာဒုက္ခရလိမ့်မယ်ထို့တူပဲအဲ့ဒီသုံးခုပေါင်းစုံလိုက်တယ်နားရဲ့အတန်ရဲ့ဇာတိစိတ်ရဲ့ပေါင်းလိုက်တဲ့အခါမှာဆက်သွယ်မှုဆိုတဲ့ဖတ်တာပေါ်လာတယ်အဲ့ဒီဆက်သွယ်မှုဖတ်တာလေးကလည်းငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဒါကြောင့်မို့လို့ဆွန့်လွတ်လိုက်ကြဒီလိုအသေးစိတ်ရှုပုံရှုနည်းတွေကိုမြတ်စွာဘုရားကယဟန်တွေကိုနတ္တမကတုတ်မှာဟောတာအဲ့ဒီဖတ်တာရှိလာလို့ရှိရင်လူဟာအတန်ကြားပြီးတော့ဒီတိုင်းနေတာမဟုတ်ဘူးလေตายရတဲ့အတန်လေးဆိုရင်ချမ်းသာတယ်ဒုက္ခဖြစ်တယ်စိတ်ထဲမှာမตายရတဲ့အတန်ကိုမကြိုက်တဲ့အတန်ဆိုလို့ရှိရင်ဒုက္ခဖြစ်တယ်နော်ตายရတာလည်းမဟုတ်ဘူးမตายရတာလည်းမဟုတ်ဘူးဆိုလို့ရှိရင်ကိုကြိုက်တာလည်းမဟုတ်ဘူးမကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဆိုတဲ့ခံစားချက်ဖြစ်တယ်အဲ့ဒါဟာလည်းပဲငါမဟုတ်ဘူးငါမဟုတ်ဘူးလို့ရှုနိုင်ရမယ်ဒါကိုလည်းပဲစွန့်လွတ်လိုက်ကြလို့ဒါကနားပဲဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြောတာအလုံးက၅ချက်အလုံးပဲတွားမယ်ကဲနှာခေါင်းနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲဒီတိုင်းပဲတခုစီနှာခေါင်းဟာငါမဟုတ်ဘူးငါမဟုတ်ဘူးနှာခေါင်းထဲမှာရရှိလာတဲ့အနံ့ဟာလည်းပဲငါဟာမဟုတ်ဘူးနော်
အဲ့ဒီနှာခေါင်းနဲ့အနံ့ပေါင်းစုံခြင်းကြောင့်နံသိစိတ်ကလေးပေါ်လာတယ်အဲ့ဒီနံသိစိတ်ကလေးကလည်းငါဟာမဟုတ်ဘူးအဲ့ဒီနံသိစိတ်ကလေးပေါ်လာတဲ့နောက်မှာအာယုန်နဲ့စိတ်နဲ့ဆက်သွယ်ပြီးတဲ့ဖတ်တာဆိုတာပေါ်လာတယ်ဒါလည်းငါဟာမဟုတ်ဘူးနာမှုကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာကောင်းတာဆိုရင်ချမ်းသာတယ်မကောင်းမှုဆိုရင်စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲမှုချမ်းသာမှုဆိုတဲ့နှစ်ခုစကြမှာခံစားမှုလေးတွေပေါ်တယ်အဲ့ဒါလည်းငါဟာမဟုတ်ဘူးအသေးစိတ်နော်သူဆိုင်ရာဖြစ်ပေါ်လာတဲ့အချိန်မှာမြတ်စွာဘုရားကရှုဖို့ဟောတာအကုန်လုံးကြည့်ရမှာမဟုတ်ဘူးဆိုပါစို့မျက်လုံးနှလုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဒါတွေကအစဉ်တိုင်းဖြစ်လာမှာပဲပေါ့မျက်စိဖွင့်လိုက်လို့ရှိရင်မျက်စိနဲ့အစဉ်ဆုံးလာမယ်မြင်သိစိတ်ပေါ်လာမယ်ဆက်သွယ်မှုဖတ်တာပေါ်လာမယ်ခံစားမှုဝေဒနာပေါ်လာမယ်အဲ့ဒီအရာခတ်သိမ်းဟာတခုမှငါလို့ရှုရမယ့်အရာမရှိဘူးအလုံးဟာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့ဒီလိုမှန်ကန်တဲ့အမြင်နဲ့မြင်နိုင်အောင်ကြိုးစားအထောက်ရမယ်ကဲထို့တူပဲထမင်းစားတဲ့အခါမှာလျှာရှိတယ်လျှာပေါ်မှာအရသာလေးပေါ်လာပြီဆိုရင်ကဲထမင်းစားရင်မြတ်စွာဘုရားကဆင်ញင်သုံးသပ်ဖို့အဲ့ဒီလျှာဆိုတာလေသင်တို့ဟာမဟုတ်ဘူးတဲ့အဲ့ဒီလျှာကိုငါတို့ဟာလို့ဆိုပြီးတော့စိတ်ထဲမှာတွေ့တယ်မထားနဲ့စွန့်လွတ်လိုက်တယ်အဲ့ဒီစွန့်လွတ်မှချမ်းသာနိုင်မယ်တဲ့အတွေ့အတာတွေမထားနဲ့အဲ့ဒီလျှာပေါ်မှာကြာရောက်ထင်းလာတဲ့အရသာဆိုတာပေါ်လာလိုက်အဲ့ဒီပေါ်လာတဲ့အရသာလေးကလည်းပဲငါလည်းမဟုတ်ငါဟာလည်းမဟုတ်ဘူးသင်တို့ဟာမဟုတ်ဘူးဒါကြောင့်မို့ဒီပေါ်မှာလည်းပဲမတွေ့တာလိုက်နဲ့စွန့်လွတ်လိုက်ကြအဲ့ဒါလို့လျှာနဲ့အရသာနှစ်ခုဆုံလိုက်တဲ့အခါမှာအရသာကိုသိတဲ့စိတ်ကလေးပေါ်လာလေအဲ့ဒီသိတဲ့စိတ်ကလေးကိုလည်းပဲငါဟာလို့သွားပြီးတော့မစွဲလေနဲ့သူကလည်းပဲငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးလို့ဟောထမင်းစားရင်ဆင်ញင်သုံးသပ်ဖို့ပြောတာနော်ဟောနောက်တစ်ခါအဲ့ဒီမှာဒီသုံးခုဆုံလိုက်တဲ့အခါကျတော့အာယုန်လေးနဲ့ဒီစိတ်လေးနဲ့ဆက်သွယ်ပေးနေတဲ့ဖတ်တာဆိုတာလားလေအဲ့ဒီဖတ်တာလာတဲ့အခါကျတော့မှကောင်းတဲ့အရာသာလေးဆိုလို့ရှိရင်လူကကျင့်တတ်တယ်ပျော်ရွှင်တယ်မကောင်းတဲ့အရာသာဆိုလို့ရှိရင်မကြိုက်ဘူးဒုက္ခဖြစ်တယ်ကောင်းမကောင်းမထင်ရှားဘူးဆိုလို့ရှိရင်ခံစားမှုကလည်းမထင်ရှားဘူးဆိုအဲ့ဒါလို့ခံစားမှုလေးတွေပေါ်လာလိမ့်မယ်အဲ့ဒီပေါ်လာတဲ့ခံစားမှုတွေဟာလည်းပဲငါမဟုတ်ဘူးလို့ဟောထမင်းစားရင်လည်းပဲဒီဟာကိုအာယုံပြုပြီးတော့ဆင်ញင်သုံးသပ်ဖို့ဆိုလိုတာကဒီအစွဲလန်းတွေကိုမြတ်စွာဘုရားဖြုတ်ဖို့ရဟောနေတာတစ်ခုစီအဲ့တော့စာအနေနဲ့တော့အစုံဟောတာပေါ့အစုံဟောတဲ့အခါမှာကိုရှုတဲ့အခါမှာတခါတည်းအကုန်ရှုလို့မရဘူးဆိုင်ရာလေးနဲ့ပဲကြည့်ပြီးတော့ရှုရမျက်စိနဲ့အစဉ်အာယုံကိုမြင်တဲ့အခါမှာမျက်စိဆိုင်ရာတွေကိုရှုနားနဲ့အသံကိုကြားတဲ့အခါမှာဆိုင်ရာတွေကိုရှုနှာခေါင်းထဲကအနံ့ရတဲ့အခါမှာဆိုင်ရာကိုရှုလျှာနဲ့အရသာခံစားတဲ့အခါမှာဆိုင်ရာတွေကိုရှုလို့ဒီလိုဆိုလို့တယ်နောက်ခန္ဓာကိုယ်လေးကကိုယ့်ကိုထိုင်းနေတယ်ဆိုလို့ရှိရင်လည်းကြည့်ထိုင်းနေတယ်ဆိုတာကိုယ့်ရဲ့အသားနဲ့ထိုင်တဲ့နေရာနဲ့ထိနေတယ်ထိတယ်ဆိုလို့ရှိရင်ထိတာဟာမာကြောထိတာလားပျော့အေးထိနေတာလားသို့မဟုတ်ပူနွေးလားသို့မဟုတ်အေးဆက်လားတခုခုတော့ရှိမှာပဲပေါ့အဲ့ဒီမှာခန္ဓာကိုယ်ဆိုတဲ့ကာယပတာရကလည်းပဲငါဟာမဟုတ်ဘူးထိတဲ့ဖုဒ္ဓဘာယုတ်ဆိုတာလည်းငါဟာမဟုတ်ဘူးဘယ်ရာမှငါဟာမဟုတ်အဲ့ဒီနှစ်ခုပေါင်းစုံလို့ထိမှန်းသိတဲ့အသိစိတ်ကလေးကလည်းငါဟာမဟုတ်ဘူးအဲ့ဒီအသိစိတ်လေးနဲ့ဖြစ်ပေါ်လာတဲ့အခါမှာဆက်သွယ်ပေးမှုဆိုတဲ့အာယုန်နဲ့စိတ်ကိုဆက်သွယ်ပေးတဲ့ဖတ်တာဆိုတာလေးပေါ်လာတယ်ဒါလည်းပဲငါဟာမဟုတ်ဘူးအဲ့ဒီဆက်သွယ်ပေးမှုကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာခံစားမှုလေးတွေပေါ်လာလိမ့်မယ်အဲ့ဒီခံစားမှုလေးတွေကလည်းပဲငါမဟုတ်ဘူးလို့ထိုင်းနေရင်ကိုနှလုံးသွင်းရမယ်အချက်တစ်ခုပဲပေါ့ကလထိုင်ပေါ်မှာပဲထိုင်ကြမ်းမြင်ပေါ်မှာပဲထိုင်နေတဲ့အခါမှာအခုလိုသဘာဝတရားတွေရှိတယ်ဆိုတာဒါတတိထားပြီးတော့ဆင်ញင်ဖို့ပေါ့မြ
မြတ်စွာဘုရားကအစွဲလန်းနေအထင်အမြင်တွေအလုံးပြုတ်သွားအောင်ဟောတဲ့တရားဒီတရားအဲ့တော့ဒီကမ္မထာအာမထုတ်တဲ့ပုဂ္ဂိုလ်အရက်ထဲမှာကိုယ့်ဘက်ကိုဒီတိုင်းစိတ်ကိုလွတ်ထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒီအလုပ်တွေလုပ်နေတာပြင်းစရာကြီးလို့ထင်ကောင်းထင်လိုက်ပဲဒါကတရားရဲ့ဓမ္မရဲ့အမြင်ပဲအဲ့ဒါလို့မရှိစင်နိုင်ဘူးဆိုရင်ပြဿနာတွေဘာတွေတက်လာတော့ဆိုလောဘတွေဖြစ်လာလိမ့်မယ်ဒေါသတွေဖြစ်လာလိမ့်မယ်ဖြစ်လာတဲ့လောဘဒေါသကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေနောက်ကတတိတတန်းကြီးကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒါတွေမဖြစ်အောင်တားတဲ့နီးစနစ်ပဲတရားကဟောတန်တရားထဲမှာထွက်မြောက်လို့ရအောင်တားတဲ့နီးစနစ်ပဲအေးကောင်းပြီမျက်စိနဲ့ကြည့်နေတာလည်းမဟုတ်ဘူးနားထောင်နေတာလည်းမဟုတ်ဘူးနှာခေါင်းကနေအနံ့ရနေတာလည်းမဟုတ်ဘူးလျှာနဲ့အရသာခန်းနေတာလည်းမဟုတ်ဘူးခန္ဓာကိုယ်အထီးတွေ့နဲ့အထီးတွေ့နေတာလည်းမဟုတ်ဘူးစိတ်ကနေအာယုန်တစ်ခုကိုယူပြီးတော့ကြံတွေးနေတယ်ဆိုတဲ့နေရာမှာကြည့်စိတ်ရဲ့ကြံတွေးတဲ့အာယုန်ရဲ့နှစ်ခုစိတ်ကလည်းငါမဟုတ်ဘူးငါဟာမဟုတ်ဘူးကြံတွေးနေတဲ့အာယုန်ကလည်းငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုပေါင်းစပ်လို့ဖြစ်လာတဲ့ကြံသိစိတ်ကလေးကလည်းငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့သဘာဝအတိုင်းဖြစ်တယ်အဲ့ဒီလိုကြံသိစိတ်ဒီသုံးမျိုးပေါ်လာတဲ့အခါမှာအာယုန်နဲ့စိတ်နဲ့ဆက်သွယ်ပေးမှုထိခိုက်မှုလေးတွေဝင်လာတယ်အဲ့ဒီဝင်လာတဲ့ဖတ်တာဆိုတာလဲငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ထိခိုက်မှုအရှိန်ကြောင့်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာပေါ်လာတယ်အဲ့ဒါလဲငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့ဆိုဓာရတစ်ခုတစ်ခုမှာသူက၅မျိုးသဘာဝတရားတွေဖြစ်ပေါ်လာတာတွေကိုဝိပဿနာအနေနဲ့ရှုခိုင်းတာမြတ်စွာဘုရားတကယ်ကတော့အနိစ္စလက္ခဏာအနေနဲ့ရှုခိုင်းတာမဟုတ်ဘူးအနတ္တလက္ခဏာအနေနဲ့ရှုခိုင်းတာတဲ့အဲ့တော့အနတ္တလက္ခဏာဆိုတာငါမဟုတ်ငါမဟုတ်ဆိုတာဟာဒါအနတ္တလက္ခဏာကိုရှုတာတုံညဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာအဲ့ဒီတုံညငါဆိုတဲ့အဖြစ်မှကင်းတယ်ငါဥစ္စာဆိုတဲ့အဖြစ်မှကင်းတယ်တဘာဝတရားတသက်မြတ်တာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကိုမြင်လာနိုင်ပြီလို့ဆိုလို့ရှိရင်မျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါမှာလူတွေမှာဒီဆွဲလန်းမှုရဲ့မှားယွင်းစွာမြင်မှုဆိုတဲ့ဒိဋ္ဌိရဲ့တွေ့တာနေတဲ့တဏှာဆိုတဲ့ဒီဆွဲလန်းမှုကြီးတစ်ခုလုံးဟာဖယ်ရှားပြစ်နိုင်တယ်ပေါ့ဆွဲလန်းမှုမရှိတော့ဘူးဆိုလို့ရှိရင်ဥပါဒနာនិရောဓဘဝនិရောဓပဲဆွဲလန်းမှုချုပ်ငြိမ်းသွားတာနဲ့တပြိုင်နက်ဘဝကိုရစေနိုင်တဲ့ကံတရားတွေလုပ်နေတာလည်းပဲချုပ်ငြိမ်းသွားတယ်ပေါ့အဲ့ဒါလို့ချုပ်ငြိမ်းသွားလို့ရှိရင်ဘဝនិရောဓဇာတိនិရောဓဘဝဖြစ်ပေါ်လာမှုဆိုတာလေဝိဖွားရခြင်းဆိုတာလေချုပ်ငြိမ်းသွားတယ်ဇာတိនិရောဓစရာမရဏဇာတိချုပ်ငြိမ်းသွားတာ ਨੇ အိုခြင်းတည်ခြင်းဆိုတာလည်းပဲချုပ်ငြိမ်းသွားရဲ့အဲ့ဒါချုပ်ငြိမ်းသွားတာ ਨੇ ဇာတိချုပ်ငြိမ်းတာ ਨੇ တပြိုင်နက်တောကဆိုတာစိတ်ထဲမှာပူနေရတာတွေပရိဒေဝဆိုတာမထိန်နိုင်လို့ငိုရတာတွေဒုက္ခကိုဆင်းရဲမှုတွေဒေါမနတစိတ်ဆင်းရဲမှုတွေဥပါယတစိတ်ရဲ့ပင်ပန်းမှုတွေဆိုတာဒါတွေဟာလုံးဝချုပ်သွားပြီးနောက်ဆုံးမှာဒုက္ခမှန်သမျှအဆုံးသတ်တဲ့နိဗ္ဗာန်ဆိုတာရရှိနိုင်မှာဖြစ်တယ်လောကမှာဒုက္ခတွေအဆုံးမသတ်သေးသမျှဒီဒုက္ခတွေမကုန်သေးသမျှတန်တရားထဲမှာဆင်းရဲဒုက္ခတွေကိုကြုံတွေ့နေကြရအောင်ပါပဲဒုက္ခဆိုတာတခြားဟာတွေကိုခေါ်တာမဟုတ်ဘူးအခုမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေနဲ့ဆက်သွယ်ပြီးတော့ဖြစ်လာတဲ့ဟာတွေဟာဒုက္ခတွေပဲအဲ့ဒီဒုက္ခတွေရဲ့ချုပ်ငြိမ်းမှုရရှိသွားမှသာလေကျန်တဲ့ဒုက္ခတွေရောဒုက္ခမှန်သမျှအကုန်လုံးချုပ်ငြိမ်းတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားဒါတွေကိုတတ္တဝါတွေဟာငါလို့ထင်နေကြတယ်ငါဟာလို့ထင်နေကြတယ်အဲ့ဒီငါလို့ထင်တယ်ငါဟာလို့ထင်တယ်ဆိုတဲ့အစွဲလန်းနေကြောင်းပဲတန်တရားတွေကနေမထွက်မြောက်နိုင်ကြဘူးတဲ့တကယ်တော့ဒုက္ခတသက်တာဖြစ်ပြီးဒုက္ခသက်သက်မြတာချုပ်သွားခြင်းဖြစ်တယ်ဆိုတဲ့အမြင်လေးသာလေတကယ်ယထာဘုဒ္ဓအမြင်ဖြစ်တယ်လို့နတ္တမကတုတ်မှာမြတ်စွာဘုရားအခုလိုခေါ်တာဖြစ်ပါတယ်တန်ယုဒ္ဓနိကေမှာနတ္တမကတုတ်ကိုဘုန်းကြီးတို့ကငါမရှိလေငါဟာမရှိဆိုတဲ့ခေါင်းစဉ်နဲ့ဟောတာဖြစ်လို့ဒီတရားကတော့နည်းနည်းသဘောပေါက်ဖို့သဘောပေါက်နိုင်တော့လည်းပဲဆင်ញင်မှုခက်ခဲတဲ့တရားတစ်ခု
ဝိပဿနာဉာဏ်ရင့်တန်မှဒီသဘာဝတရားတွေကိုအချိန်ချင်းဆင်ခြင်ပြီးတော့အချိန်ချင်းနှလုံးသွင်းနိုင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာရှိတယ်မှားယွင်းနေတဲ့အမြင်တွေတွေ့တာမှုတွေလျှော့ချနိုင်မှာဖြစ်တယ်ထို့အမြင်မှားတွေနဲ့တွေ့တာမှုကိုဖယ်ရှားနိုင်လို့ရှိရင်ကံတရားတွေကိုလည်းရောပါစေမှာဖြစ်ပြီးနောက်ဆုံးတန်တရားဝကလွတ်ဖို့လမ်းကြောင်းပေါ်ကိုရောက်နိုင်တယ်လို့ကိုစီသဘောကျပြီးချင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း